ငြိမ်းအေးခြင်းချမ်းသာနဲ့ပြည့်စုံနိုင်ကြပါစေမင်္ဂလာရှိတဲ့နနက်ခင်းဓမ္မဝိဟာရကမ္မထန်တိုင်းမှာအပြစ်များဖြေဖြောက်နေပတ်ဖြေနေလို့လည်းဆိုလို့ရတာပေါ့လေတို့ပုထုဇဉ်တဘာဝပြစ်ဆိုတာကိလေသာရှိရင်တော့ပြစ်ရှိမှာပဲအဲ့ဒီအပြစ်တွေဖြစ်လာတဲ့အခါမှာအဲ့ဒီအပြစ်တွေကိုပဲထားပြီးတော့စွဲနေတဲ့အခါအဲ့ဒီအပြစ်တွေကနေမလွတ်တော့အဲ့ဒီအပြစ်တွေရဲ့နှိမ့်ဆက်မှုကိုခံရတဲ့အခါထွက်ပေါက်ရှာကြတယ်ပေါ့ထွက်ပေါက်ရှာတော့ကိုယ်နှိမ့်ဆက်မယ်ကိုယ်တတ်ဖြတ်မယ်ဆိုတော့အဲ့ဒီဘေးတွေဖြစ်လာတာပေါ့ဟိုတခါကတွေ့လိုက်တယ်ပေါ့ကလေးမတယောက်ဈေးဝယ်တာမှားလို့ဆိုပြီးတော့သူ့ရဲ့အတော်ကလူကုန်အလယ်မှာရိုက်နှက်ဆုံးမှအဲ့ဒါကိုသူ့ရဲ့အပြစ်ကိုပေါ့လေသူကမဖြေဖြောင်းနိုင်တော့အဲ့ဒီကလေးမလေးသူ့ကိုယ်သူတတ်သိလိုက်တယ်ဆိုတဲ့သတင်းလေးကြားတော့တို့မှဖြစ်လာတဲ့အပြစ်တွေကိုဘယ်လိုဖြေရမလဲပေါ့အပြစ်များကိုမှသိလို့လားထက်ခါမစွဲနဲ့အပြစ်တွေဖြစ်လာတယ်လို့နော်ကိုမှားလို့အပြစ်တွေဖြစ်လာတယ်လို့သိလိုက်တဲ့အခါနော်ဒီအပြစ်တွေဟာဖြစ်တတ်တာပဲသူဖြစ်ပြီးတော့မြဲနေတာတော့မဟုတ်ဘူးပေါ့နော်ခဏလေးပဲသူဖြစ်ပြီးတော့သူဟာသူပျောက်သွားတာပဲအဲ့ဒီသဘောလေးကိုမြင်အောင်ရှုရမယ်အပြစ်များကိုမှသိလို့လားနော်ဒီအပြစ်တွေဟာဖြစ်တတ်တာပဲလေဒီဖြစ်ပြီးတော့ဒီအပြစ်တွေဟာသူဟာသူဖြစ်သွားတာပဲလို့ဒုက္ခလို့သိလိုက်တာပြီးတော့ထက်ခါမစွဲနဲ့ဒီလိုအပြစ်မျိုးနောက်မဖြစ်အောင်ကရှောင်ရှားမယ်မဖြစ်အောင်ကကြိုးစားမယ်ဆိုပြီးတော့အဲ့ဒီအပြစ်မျိုးကိုကစွန့်လိုက်တာပေါ့နော်ဒီလိုအပြစ်မျိုးငါမလုပ်တော့ဘူးဒီလိုအပြစ်မျိုးကိုငါနောက်တစ်ခါမဖြစ်အောင်စောင့်စည်းမယ်ဆိုပြီးတော့အဲ့ဒီအပြစ်ကိုစွန့်လိုက်တယ်ဒီအပြစ်တွေဟာဖြစ်ပြီးပြည့်နေလို့ဒါငါဟာမဟုတ်တော့ဘူးငါမဟုတ်တော့ဘူးလို့စွန့်လိုက်တဲ့အခါဒီလိုအပြစ်မျိုးငါတဏ္ဍာမှာမရှိတော့ဘူးဆိုပြီးတော့စိတ်အေးသွားမှာပေါ့ပုံမှန်တိုင်းဆိုရင်အေးသွားမှာမတချို့ကဆွဲလန်းကြီးတဲ့လူတွေကြတော့အဲ့ဒီအပြစ်ကိုပဲထပ်ခါဆွဲရင်လည်းအပြစ်တွေကကြီးလာတယ်ဟိုစနိုးဘောလုံးလိုမျိုးပေါ့ကြီးတက်လာတယ်အခုဟာကဒီအပြစ်ဟာဖြစ်ပြီးတော့ပြက်နေတဲ့အတွက်ငါဟာမဟုတ်တော့ဘူးငါမဟုတ်ဘူးငါအတ္တမဟုတ်ဘူးလို့အဲ့ဒီအပြစ်ကိုစွန့်လိုက်တာနဲ့အဲ့ဒီအဖြစ်ကြောင့်ပူနေတဲ့စိတ်တွေအေးချမ်းသွားတယ်အဲ့လိုအေးချမ်းသွားတဲ့အခါစိတ်အေးကြိုးစားမှန်ကန်တရားအပြစ်များငြိမ်းပြီကွယ်အဲ့ဒီစိတ်အေးသွားတဲ့အခါကျမှကောင်းတဲ့အမှုတွေကိုပေါ့ကောင်းတဲ့အတွေးတွေကိုတို့တွေးမယ်ကောင်းတဲ့စိတ်ထားတွေကိုတို့ထားမယ်ကောင်းတဲ့အပြုအမူတွေကောင်းတဲ့အပြောဆိုတွေတို့ဆက်ပြီးတော့ကြိုးစားလှုပ်ဆောင်သွားမယ်ဆိုရင်တော့ကောင်းတဲ့အကျိုးတွေပေးရင်နဲ့တို့မှားတဲ့အပြစ်တွေအကုန်လုံးခြေပြောက်သွားလိမ့်မယ်အပြစ်များကိုမှသိလို့လားထက်ခါမစွဲနဲ့စိတ်အေးကြိုးစားမှန်ကန်တရားအပြစ်များငြိမ်းပြီကွယ်အဲ့ဒါကြောင့်အပြစ်တစ်ခုခုဖြစ်လာတဲ့အခါဒီသစ္စာနီးနဲ့တို့အဲ့ဒီအပြစ်တွေကိုဒုက္ခလို့ဒီအပြစ်တွေဟာဖြစ်ပြီးတော့ပြည့်နေတဲ့ဒုက္ခလို့သိလိုက်မယ်အဲ့ဒီအပြစ်မျိုးနောက်မဖြစ်အောင်အဲ့ဒီအပြစ်ကိုငါမဟုတ်ဘူးငါအတ္တမဟုတ်ဘူးလို့စွန့်လိုက်မယ်စွန့်လိုက်တဲ့အခါတို့ရဲ့စိတ်တွေငြိမ်းအေးလာမယ်အဲ့ဒီငြိမ်းအေးမှုနဲ့လောကရဲ့ကောင်းကျိုးကောင်းတဲ့တမ္မာကမ္မန္တကောင်းတဲ့အလုပ်တွေတမ္မာဝါစာကောင်းတဲ့အပြောတွေတမ္မာသင်္ကပ္ပကောင်းတဲ့အတွေးတွေကိုတို့ဆက်ပြီးတော့ထက်ခါတွေးမယ်ထက်ခါကောင်းတဲ့အပြောတွေပြောမယ်ထက်ခါကောင်းတဲ့အပြုမှုတွေပြုရင်းနဲ့ကောင်းကျိုးတွေရလာတဲ့အခါဒီအပြစ်တွေကနေငါလွတ်မြောက်ခဲ့ပြီလို့ခုဝမ်းမြောက်အားရစိတ်ချပြီးတော့နေနိုင်လာမယ်ဒါကြောင့်
တခြားဘာသာတွေမှာအပြစ်ပြေပြောက်ဖို့အတွက်တကုရှင်ထံမှာသွားပြီးတော့ဆုတောင်းကြရတယ်တချို့ယူဆွဲလွဲနေတဲ့သူတွေကလည်းပဲအပြစ်ပြေပြောက်ဖို့ဆိုပြီးတော့နတ်တွေမှာဘိုးတွေစီမှာသွားပြီးတော့အပြစ်ပြေပြောက်ဖို့သွားပြီးတော့တောင်းပန်ရတယ်ကြော့ဝဲနဲ့အဲ့ဒါသာသနာနည်းမဟုတ်ဘူးကြော့ဝဲနဲ့သွားပြီးတော့တကုရှင်ထံမှာဒူးထောက်ပြီးတော့ခရဝန်ချပြီးတော့တောင်းနေတာသာသနာနည်းမဟုတ်ဘူးသာသနာနည်းအပြစ်ဖြေဖြောက်ဖို့ဒါသစ္စာလေးပါးနဲ့အပြစ်ကိုသိအပြစ်ကိုစွန့်လိုက်တဲ့အခါစိတ်ထဲမှာငြိမ်းအေးလာမယ်အဲ့ဒီငြိမ်းအေးတဲ့စိတ်နဲ့အကျိုးတွေကိုလောကအကျိုးသာသနာအကျိုးရဆောင်ရင်းနဲ့အပြစ်တွေဟာအလုံးပြေပြောက်ငြိမ်းအေးသွားမယ်အပြစ်ပြေပြောက်ပြီးတော့စိတ်ချမ်းသာမှုရရောက်နိုင်တဲ့သူများဖြစ်နိုင်ကြပါစေ